နင်တို့တွေငါပြောကြရတယ်ငါခုနဆက်ရောက်ကြတယ်ငါတို့ခုနဆက်ရောက်တဲ့အတက်တွေက Roblox တော့လား Roblox ဆိုတော့နည်းနည်းလေးကြာပါဘူးအဲ့မဲ့နင်တို့တွေခါလို့နေကိုချင်းစာတရားမရှိကြတယ်မဟုတ်နင်တို့လည်းကောင်းမရပြောကြတယ်နင်တို့လည်းနော်အရင်ချစ်တယ်လို့ပြောခင်ကြော်ကြမှာမဟုတ်လားဒါမှမဟုတ်ငါတို့ဘာလို့လဲနင်တို့တွေကြည့်သွားကြတယ်ကြည့်သွားပြီး like တင်ပေးသွားကြတယ်နော်နင်တို့ဘယ်တော့မှနင်တို့ကိုချင်းစာတရားမရှိကြဘူးငါတို့ရဲ့ like ရရင်ပြောတာပေါ့နင်တို့တွေလည်းပြောတာမဟုတ်ဘူးငါရဲ့လူတွေနင်တို့လူပဲဖြစ်နေမှာနင်တို့ဟာအရန်ကိုမှဟို like လည်းမပေးရှင်ကြဘူးနင်တို့ဟာဘယ်တော့မှလူများသားသမီးကိုပြောအောင်လုပ်တဲ့စိတ်မျိုးမရှိကြဘူးနင်တို့ like လေးပေးသွားလိုက်တော့ဘာဖြစ်သွားလဲဟမ်နင်တို့ like လေးပေးသွားကြရင်နော်အေးနင်တို့ like လေးပေးသွားတော့ဘာဖြစ်သွားလဲဟမ်နင်တို့ like လေးပေးသွားတယ်ပတ်စံနဲ့ကုန်မှာလို့နင်တို့ပတ်စံကုန်ရဲ့အရာဆိုလုံးဝမခိုင်းတော့ဘူးနောက်ပြီးတော့လေငါဆော့ပြတယ်ချက်ချိသွားကြပါချိပြီး like လေးဘာလေးပေးကြနင်တို့ဟာအခုမဟုတ်တော့ငါလည်းပြော6ရက်ကုန်တယ်မယ်လို့လုပ်ချင်ကောင်းမှာဟင်းရေးဆိုတော့ဘယ်သူမှလည်းဟိုဟိုကပေါ့နော်ဟိုမလာကြဘူးနော်ပါတီလေးလေးလုပ်နေတယ်လာရေးဆိုတော့ဘယ်မှမလာကြဘူးဘာလို့လဲညာသားသမီးတို့ပြောမထားတတ်ကြဘူးဟမ်ညာအိုးလေအဲ့လိုဆိုကြည့်အိုးလေ like ရရင်ဘယ်လောက်ထိပြောမလဲညာသားသမီးရော like ရရင်ဘယ်လောက်ထိပြောနော်ရစဉ်းစားနေရှိပါရဲ့ဒီတက်ကြီးရရဟုတ်လားငါတို့တောင်မှနင်တို့ငါတို့တောင်မှငါတို့ကိုရဲ့နော်ကိုအားကြရတဲ့သူနော်ကိုချစ်တဲ့သူတွေ like ဘုံကို comment ရေးသွားကြရဲ့ငါတို့ကကိုရင်းစာပြန်ဖြစ်ငါတောင်မှသူ့ကိုပေါ့နော်ငါတောင်မှ like မရလို့ရှိရင်ဘယ်လောက်ထိခံစားရလဲသူတို့လေ like မရလို့ရှိရင်ဘယ်လောက်ထိခံရမလဲဆိုတော့စိတ်အဲ့လိုစိတ်ရှိရဲ့ဒီမှာအဲ့လိုစိတ်ရှိတယ်နော်အဲ့လိုစိတ်ရှိရဲ့သူကလေသူကဟုတ်ဒီမှာဘယ်တော့မှဒီမှာဘယ်တော့မှဒီလိုဟာလေဒီညာသားသမီးကိုဘယ်တော့ဘယ်မှာဒီလိုဟာစာနာတက်လာမှာမဟုတ်စာနာတရားရှိကြမှာမဟုတ်ဒီတော့နော်အဲ့လိုမျိုးလူတွေအများကြီးရှိတယ်ဘာလို့လဲနင်တို့လိုမျိုးလူတွေကခုကြောက်တယ်မလိုက်ရချင်တယ်ဆယ်ရီတွေပဲဟာလေလက်ကြီးနေတာငါတို့လူတွေကလက်ကြီးရတယ်မရှိတော့ငါတို့ရလေနော်ဒီငါတို့ရလေအေးဘောဒီလိုရပေးသေးချင်ပါငါကဟိုမိကောင်ခိုက်ပြီးတော့မွေးလာလေနောက်ပြီးတော့ငါဖြင်းလို့ငါဖြင်းတဲ့ခေါင်းကြမှာဖြစ်တာငါဘလို့အားပေးချင်ကြတယ်ရပါတယ်အားပေးချင်ကြတယ်ဒါပေမဲ့လူများပြောတယ်မျိုးငါလည်းပြောပိုင်တွေ့လူများပြောတယ်မျိုးငါလည်းပြန်လာပြန်လာအိုဘေးကနေပြောပါလေလောက်နေတယ်မှောင်လေးရတယ်အရင်မဟုတ်တော့ဘယ်နဲ့ပြောလို့တူဦးတီတော့ဟောဦးနေရတယ်ပြောနေလိမ့်မာဆိုတယ်လိမ့်နေနေမှာဆရာကြီးလိမ့်မာဆိုလိမ့်မာလိမ့်ကောင်းဆိုငါတိတ်တယ်ပြောတော့ပါဒီနေ့အဲ့လောက်ပဲဒီတော့ပါ